DJ စကားကဈေးတန်းဘလောက်လဲ channel 16ခုကို29သိန်းရှိတယ်နော် channel 12ခုကို16သိန်း channel 4ခုကို5သိန်းနဲ့8သိန်းကြာနော်ဟိုဒါ HDMI ကြောင့်ပြပြမယ် HDMI အပေါ်က9ပင်နော်အောက်က10ပင်ရှိတယ်ဒါမှကျိုးက14ကျိုးပဲပါတယ်နော်ဒီ KTV ပြန်ချိုးတာပေါ့နော် channel တစ်ခုနှစ်ခု3 4 5ခု6ခုရှိတယ်နော်ဒီမှာ channel တစ်ခုနဲ့တစ်ခုကြာမှတွေ့ရပါဆို104တွေထည့်ရတယ်နော်104 capacitor အဲ့ဒါအညူပင်နီအောင်နော်ဒီမှာ channel ကဒီကောင်ကဒီမှာ1 2 3 4 5နော် channel 5ခုနဲ့ဒီမှာတစ်ခုဒီက anti-AC ပြောင်းလာနော် channel 6ခုအဲ့လိုပဲပေါ်ထားကြည့်လိုက်နော် channel 6ခုကဒီအောက်ရော line မချိန်တာဒီမှာတိုင်းချုပ်ကိုသူ့ကိုဒီရဲထည့်ပြီးတော့လဲရပါနော်ဝင်လဲလိုက်ပြီးလဲလိုက်နော် master key ကိုပြောရမယ်ဆိုရင် channel လေးတဲ့ကျိုးအကြောင်းလေးလာလိုက်နော်ဒီမှာ5ကျိုးဒီမှာ5ကျိုး channel တစ်ခုနှစ်ခု3ခု4ခုဒါမဲ့တော့ channel 6ခုပြလာနော် NDSC မှာပါနဲ့ white နဲ့ရှိတယ်လေ black ပါရှိတယ်ရိုး color နဲ့ရှိတယ်အဖြူမဲရှိတယ်အဲ့ဒါတော့ color 6ခုပြောchannel 6ခုပြောပါတယ်နော်4ခုက6ခုဒါအခုခေတ် TV ပေါ့နော်ခေတ် TV မှာဆိုရင်ဒါဆိုရင်လက်မတော်ရှိတယ်တော့ channel ဘယ်နှခုပါတယ်တော့မသိဘူးနော်ဒါပဲစာကြည့်ပြတော့LED က LCD ကတော့မသိဘူးHDMI အကြောင်းပြောတာ HDMI ကအပေါ်ပင်က9ပင်အောက်ပင်က10ပင်ရှိတယ်နော်ကျိုးက14ကျိုးပဲပါတယ်အဲ့မှာ channel HDMI တစ်ခုမှာ channel ဘယ်နှခုပါမလဲ channel 14ကျိုးဆို channel 9ခုလောက်ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးမှာ2ကျိုးက channel တစ်ခု2ကျိုးက channel တစ်ခု2 4နော်6 8နော်ဒါနှစ်ပင်စီသွားတာနော်14ပင်နော်14ပင်မပြတာပင်ပေါက9ပင်နဲ့အောက်က10ပင်နော်ဒီမှာ channel က14ခု14ကျိုးပါတယ် channel 9ခုလောက်ဖြစ်နိုင်ဘူးနော်စဉ်းစားအကြည့်ရမယ်ဆက်မှာ channel ဘယ်နှခုပါတယ်ဆိုစဉ်းစားရတယ်ဒီမှာအဝင် line ကိုဒီဟာဥစ္စာကြည့် channel 1 2 3 4 5 6 9 channel 9ခုဖြစ်နိုင်တယ်ကောင်က HDMI ပါတယ်အခုလာတယ်တည်ပြီ